ကိုကလုံနေတဲ့လုံတစ်ခုပေါ်မှာပေါင်ဝင်းကျင်ထိုးနေတဲ့တိုက်ခိုက်တဲ့ဝေးပန်းအဲ့ဒီပေါ်မှာစိတ်ခံစားချက်ထားသိငယ်မဲ့အားငယ်မဲ့တယောက်တည်းအကြီးကြီးချင်ဖြစ်เสียလို့လို့လားအဲ့ဒီပေါင်ဝင်းကျင်နဲ့အတိုင်းဝိုင်းအောက်ဆီဂျင်တွေမဟုတ်ဘူးလေသူတို့မရှိလေမင်းနှာခေါင်းပေါက်ကြီးနဲ့အသက်ရှူလို့ရတယ်သူတို့တိုက်ခိုက်ဝေးပန်းတဲ့စကားကိုမင်းရဲ့ခွန်အားဖြင့်ပြောင်းပြီးသုံးလောကမှာဘာကုန်းအခရာငါ့ကိုဘယ်တော့မှမမေ့မိဘမမေ့နဲ့ဖယားမမေ့နဲ့ဘဝင်မမြင့်နဲ့ဘဝမမေ့နဲ့ဗယံမတာမပြောနဲ့မင်းသူတခြားသူတွေနဲ့မင်းကိုမင်းလိုက်ပြီးရှင်းပြနေကြမလို့မင်းကိုမင်းနဲ့ပြန်ပြီးရှင်းပြမနေ့ကမင်းနဲ့ဒီနေ့မင်းဘယ်လိုကအလေးပို့တာနေမင်းကမနေ့ကထက်ဒီနေ့ပိုကောင်းအောင်လုပ်အောင်အဲ့တော့ဒီနေ့ထက်မနေ့ပြန်ပိုကောင်းနေသူများခိုင်နဲ့လိုက်ရှင်းပြနေကြမလို့မင်းကိုမင်းနဲ့ပြန်ပြီးရှင်းပြအဲ့တော့စိတ်ဓာတ်ကြနေကြမလို့အားငယ်နေကြမလို့ခုနကပြောသလိုပဲပေါင်ဝင်းကျင်နဲ့အတိုင်းဝိုင်းအောက်ဆီဂျင်တွေမဟုတ်ဘူးသူတို့မရှိလေမင်းနှာခေါင်းပေါ်ကအသက်ရှိလေโอเค